အားလုံးပဲမင်္ဂလာပါရှင်။ Sunday with My Papa ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီရက်ပတ်မှာတော့သမုတ်တရားကိုကဘာကြီးရဲ့အဆုတ်အနေနဲ့တင်စားပြီးတော့ပြောကြတဲ့အကြောင်းနဲ့ဘာကြောင့်ဒီလိုတင်စားပြီးပြောကြတယ်လဲဆိုတာကိုညီမလေးစီလင်းနဲ့အတူဆွေးနွေးပေးသွားချင်ပါတယ်။ညီမလေးရေအရင်ဆုံးမိတ်ဆက်ပေးပါအောင်နော်။ ဟုတ်ကဲ့ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့My Papa မှာ volunteer အနေနဲ့လောအားပေးကူညီနေတဲ့ညီမလေးစီနေနဲ့ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကဘာပေါ်မှာအောက်ဆီဂျင်ထုတ်လွှတ်ပေးတဲ့အရင်းမြစ်နဲ့ပတ်သက်ပြီးတော့လူအများရဲ့အတွေးမြင်လေးကိုဆွေးနွေးပေးပါအောင်နော်ညီမလေးဒီကျွန်တော်တို့ငယ်ငယ်တုန်းကတင်ခဲ့ပူတဲ့စာအုပ်ထဲမှာပါတဲ့အစာချက်လုပ်တဲ့နည်းစနစ်အတိုင်းဆိုရင်တစ်တော်တွေကတစ်ပင်တွေဟာကိုယ်တိုင်အစာချက်တွေဆိုတာကိုကြားဘူးကြမှာပါတစ်ပင်တစ်ပင်ဟာကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူတယ်ပြီးတော့အစာချက်လုပ်ပြီးတော့အောက်ဆီဂျင်ကိုပြန်လည်ထုတ်လုပ်ပေးကြရတယ်ပေါ့နော်ဒါကြောင့်လေလူအများစုကတစ်ပင်တွေဟာအောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်တယ်လို့သိနာလေကြပါတယ်ဒါအောင်နားစင်တူတွေလည်းတည်ပြီးသားဖြစ်နေမှာပါဒါပေမဲ့လူတွေမိတ်ပြီးတော့မတိကျသေးတာကကျွန်တော်ပါဝင်တက်ရှိတဝါတွေအသက်ရှင်ဖို့ရရှိနေတဲ့အောက်ဆီဂျင်အများစုကပင်လယ်သမုဒ္ဒရာတွေကနေရရှိနေရဆိုတာပါပဲသိကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးပါပဲဒါဆိုညီမလေးပြောသွားသလိုမျိုးပဲသစ်ပင်တွေကကိုယ်တိုင်အစာချက်ပြီးတော့အောက်ဆီဂျင်ထုတ်ပေးကြရပေါ့နော်ပင်လယ်သမုဒ္ဒရာတွေကရောဘယ်လိုနည်းနဲ့အောက်ဆီဂျင်ကိုထုတ်ပေးနေကြရလဲသူထိတနာလေးလာတွေ့ရှိချက်တွေအရဆိုရင်ကမ္ဘာပေါ်ကအောက်ဆီဂျင်28ရာခိုင်နှုန်းကိုပဲတစ်ပင်တဲ့ဒီတော်တွေကရရှိတာဖြစ်တယ်အဲ့တော့ကျန်ရှိနေတဲ့82ရာခိုင်နှုန်းကိုတော့ပင်လယ်သမုဒ္ဒရာတွေကနေရရှိနေရလို့ဆိုပါတယ်အဲ့ထက်ကမှ90ရာခိုင်နှုန်းကိုတော့ phytoplankton လို့ခေါ်တဲ့ရင်းနှီးတစ်မျိုးကနေရရှိနေတာပဲဖြစ်ပါတယ်ဒါဆို phytoplankton တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးပေးပါအောင်နော်ညီမလေးphytoplankton အကြောင်းကိုပြောရမယ်ဆိုရင်သူကအပင်နဲ့တူတဲ့အဏုဇီဝတက်ရှိတစ်မျိုးဖြစ်ပါတယ်ဂရိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့ phyto အပင် plankton မြုပ်ပနေသူဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဘာလို့ခေါ်ရလဲဆိုရင်သူတို့ကိုပင်လယ်သမုဒ္ဒရာရဲ့နေအောင်ဖောက်နိုင်တဲ့အပေါ်ဆုံးအလွန်မှာအပင်မျိုးလေးတွေအနေနဲ့တွေ့နိုင်တာကြောင့်ပဲဖြစ်ပါတယ်သူတို့ကအဏုဇီဝတက်ရှိတွေဖြစ်လို့အရန်သိငယ်တာကြောင့်တာမန်မျက်လုံးနဲ့တော့မမြင်ရပါဘူးဒါပေမဲ့ညအချိန်တူတူလေးတွေအများကြီးစုစည်းနေတဲ့နေရာမှာဆိုရင်နေရောလင်းလုံးလင်းနေတတ်ကြပါသေးရဲ့တစ်ပင်တွေအစာချက်တာကိုကြားဘူးကြတယ်မလားအဲ့ဒီတစ်ပင်တွေလိုပဲ phytoplankton တွေကနေရဲ့အလင်းရောင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုစားသုံးပြီးတော့အစာချက်လုပ်ပေးပါတယ်ပြီးတော့အောက်ဆီဂျင်အပြင်ရေနံတဝါတွေအတွက်စားစရာပါချက်ပေးကြတာပေါ့ဟုတ်ကဲ့ပါအခုဆိုရင်နားဆင်သူတွေအနေနဲ့လည်း phytoplankton တွေရဲ့အရေးပါပုံကိုနားလည်သွားကြပြီထင်ပါတယ်တစ်ပင်တွေကတစ်တော်ပြုံးတီးတဲ့အန္တရာယ်ကိုကြုံတွေ့နေရတယ်ပေါ့နော်အဲ့ဒီနည်းတူပဲ phytoplankton တွေကရောဘယ်လိုအန္တရာယ်တွေနဲ့ကြုံနေရရဲဆိုတာလေးကိုအမားတို့ဆက်ပြီးဆွေးနွေးကြအောင်နော်phytoplankton တွေအခုလက်ရှိကြုံတွေ့နေရတာကိုပြောရမယ်ဆိုရင်ရေနေဇီဝဗေဒပညာရှင်တွေပြောကြားချက်အရကျွန်တော်တို့လေယာဉ်စိုက်ပျိုးရေးမှာသုံးတဲ့မြေဩဇာတွေဓာတုပစ္စည်းတွေကရေနဲ့အတူပင်လယ်ထဲဒီမျိုးပါသွားကြတယ်အဲ့ဒီအခါမှာမြေဩဇာတွေကပိုရှမ်းနေတဲ့အာဟာရတွေကြောင့်နိုက်ထရိုဂျင်နဲ့ဖော့စဖောရပ်ဓာတ်တွေများလာတယ်အဲ့ဒီဓာတုဓာတ်တွေကို phytoplankton တွေကစုပ်ယူပြီးတော့အစမတန်မျိုးပွားလာပါတော့တယ်အဲ့ဒီအစမတန်မျိုးပွားနေတဲ့ phytoplankton ရင်းနှီးတွေကလည်းသူ့ရဲ့ဘဝဖြစ်စဉ်အရတည်ဆုံသွားတယ်။တစ်ဖက်သူတို့တွေတည်ဆုံပြီးသွားတဲ့အခါမှာသွေးမြေဖို့အောက်ဆီဂျင်များပြားကိုထပ်မံလိုအပ်လာပါတော့တယ်။အဲ့ဒါကြောင့်ရင်းနှီးတွေတည်တဲ့အခါမှာသွေးမြေဖို့အောက်ဆီဂျင်တွေကိုသုံးလိုက်ရတာကြောင့်ရေထဲမှာအောက်ဆီဂျင်တွေနှိပ်ပါလာပြီးတော့အခုလက်ရှိမှာရင်းနှီးတက်ရှိတွေအသက်အန္တရာယ်ကျုံနေရတာပဲဖြစ်ပါတယ်။ဒါဆိုရင်ထပ်ပြီးတော့ Sunday with My Papa နားဆင်သူတွေကိုဗာလေးများထပ်ပြောချင်သေးလဲညီမလေးအခုဖော်ပြသွားတယ်လို့ကျွန်တော်တို့ကမ္ဘာမြေကြီးရဲ့အတုတ်တပွဲဖြစ်နေတဲ့အောက်ဆီဂျင်ထုတ်ပေးတဲ့ phytoplankton တွေကိုကျွန်တော်တို့လူတွေရဲ့လုပ်ရကြောင်းမထိခိုက်စေသင့်ဘူးပေါ့နော်အဲ့ဒါကြောင့်ဂေဟတဘာဝတစ်ခုလုံးကိုထိခိုက်မှုအနည်းဆုံးနဲ့ဒါဆာတာဖြစ်စေမဲ့ဖြစ်ရှင်းနည်းတွေလူနေမှုပုံစံတွေကိုရှာဖွေဖို့ကျွန်တော်တို့အလုံးမှာတာဝန်ရှိပါတယ်လို့ပြောပြချင်ပါတယ်ဗျဟုတ်ကဲ့ပါအခုလိုပြည့်စုံအောင်လေးရှင်းပြပေးသွားတဲ့အတွက်ညီမလေးစီလင်းကိုကျေးဇူးအများကြီးတင်ပါတယ်Sunday with My Papa ကိုနားဆင်သူတွေနေနဲ့လည်းပင်လယ်သမုဒ္ဒရာကိုဘာကြောင့်ကဘာကြီးရဲ့အဆုတ်လုပ်တင်စားကြလဲဆိုတာကိုနားလည်သွားလောက်ပြီးထင်ပါတယ်။နောက်ပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမလဲဆိုတာစောင့်မျှော်နားဆင်ပေးကြပါဦးနော်။ Sunday with My Papa ကိုတော့ Spotify နဲ့ YouTube Channel တွေမှာနားတော်တာဆင်နိုင်ပါတယ်။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။